တို့အခုပတရားကဘူရာပါဘိုက်ဝီကိုသွားမှာဖြစ်ပါတယ်ကျွန်တော်တို့လည်းလိုက်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်ဗျဘန်ကောက်ကနေပတရားထီကတော့ပြမ်းမြ2 နာရီခွဲဝန်းကျင်တော့ကြာမြင့်ပါတယ်အခုလမ်းအစီအစဉ်မှာခဏနာလူစုပြီးတာနဲ့ကျွန်တော်တို့ရဲ့ destination ဖြစ်တဲ့ပတရားစီကိုတောက်လျှောက်မောင်းနေတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ပတရားကိုရောက်တယ်ရောက်တဲ့ခါမှာကျွန်တော်ဘူးပန့်ကိုအရင်ဆုံးသွားတယ်ဘူးပန့်သွားပြီးတော့ကျွန်တော်ရှုခင်းတွေကြည့်တယ်ပြီးတော့တမောသိပ်သွားတယ်ကျွန်တော်ဓာတ်ပုံတွေပါရိုက်တယ်အခုအဲ့ဒီကနေပြီးတော့ကျွန်တော်ထမင်းလာစားတာဗျထမင်းစားပြီးတဲ့ခါမှာတော့ကျွန်တော်တို့ဘူရာပါဘိုက်ဝီကွင်းထဲကိုသွားပါမယ်လိုက်ခက်လိုက်ပါအခုဆိုရင်တော့ကျွန်တော်တို့ဘူရာဝါဘိုက်ဝီကျင်းပတဲ့နေရာပတရားမှာပေါ့နော်ကျွန်တော်ရောက်နေပါပြီဗျဒီနေရာကိုတော့မော်တော်ဆိုင်ကယ်ကလပ်တွေနောက်ပြီးတော့ free rider တွေမော်တော်ဆိုင်ကယ်ဝါသနာရှင်တွေတော်တော်များများကိုဒီနေရာကိုလာကြပါတယ်ဒီညမှာတော့ကျွန်တော်တို့ state ပေါ်မှာ music band နဲ့ကျွန်တော်တို့ပြောကြရွှင်ကြသချင်းတွေဆိုကြရမယ့်အစီအစဉ်ရှိပါတယ်မနေ့ပြန်ကြားရင်တော့ကျွန်တော်တို့ဆိုင်ကယ်ဝါသနာရှင်တွေအားလုံးစုပေါင်းပြီးတော့စီးကြမယ့်အစီအစဉ်တစ်ခုရှိပါတယ်ဗျGood morning ဒီနေ့ကတော့ကျွန်တော်တို့ day 2ပါဗျ day 2မှာတော့ဘူရာပါပတရားဘိုက်ဝီပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ဒီနေ့ဆိုင်ကယ်တွေအားလုံးစုပြီးတော့စီးရမယ့်အထဲမှာကျွန်တော်တို့ live ပါစီးနေမှာဖြစ်ပါတယ်ကျွန်တော်တို့ချက်တော့ live ခဲ့ပါဘူရာပါဘိုက်ဝီဆိုတာဆိုင်ကယ်ချစ်သူတွေအတွက်ကတော့မိသားစုစုံစည်းတဲ့ပွဲတစ်ခုလိုပါပဲ။ဘိုက်ကတယောက်အနေနဲ့ဒီလိုပွဲမျိုးကိုလာရတာတကယ်ကိုစိတ်လှုပ်ရှားဖို့ကောင်းတယ်လို့အတွေ့အကြုံတွေလည်းအများကြီးရခဲ့ပါတယ်။